တရုတ်ကျောင်းသားတွေအတွက်အခမဲ့နေ့လည်စာအစီအစဉ်ကဘာကြောင့် American တွေကိုပါအထင်ကြီးလေးစားစေခဲ့ရလဲတရုတ်နိုင်ငံကကျောင်းသားတွေအတွက်အစားအသောက်ပြင်ဆင်ပေးတဲ့ပုံစံကကမ္ဘာတစ်ဝန်းကလူတွေကိုအံ့အားသင့်စေခဲ့ပါတယ်ပထမဆုံးအနေနဲ့မုံဖုတ်တဲ့နေရာကိုသွားကြည့်အောင်လက်ဆက်တဲ့ဟင်းသီးရွက်တွေကိုတီချာစီးကြောပြီးမုံနယ်တွေကိုတဘာဝအတိုင်းအယောင်ဆိုးဖို့အတွက်အသီးရွက်ရည်တွေရောက်အောင်ကျိတ်ဆက်နေကြိတ်ပါတယ်ဒီအသီးရွက်ရည်တွေကိုဂျုံမုံနဲ့ရောဆက်ပြီးဆွဲမဲ့စရာကောင်းတဲ့အယောင်သွေးစုံနေတဲ့မုံတွေကိုပြုတ်လုပ်ပါတယ်ဥပမာအဖြစ်ဒီဖရဲသီးပုံစံမုံကိုဟင်းနုံလိုရွက်ရည်နဲ့ငကားမောက်သီးအနှစ်တွေကိုတုံးပြီးပြုတ်လုပ်ထားတာပါမုံဖုတ်သမားတွေကကျောင်းသားတွေလုံးဝသဘောကျနှစ်သက်မဲ့ပုံသဏ္ဍာန်မျိုးစုံနဲ့အယောင်သွေးစုံနေတဲ့မုံအမျိုးမျိုးကိုဖန်တီးကြပါတယ်နောက်တစ်ဆင့်အနေနဲ့ချက်ပြုတ်တဲ့နေရာကိုသွားကြဝန်ထမ်းတွေကဂိုဘီတုတ်နဲ့ဝက်သားကြောင့်ဟင်းပြင်ဆင်ဖို့အတွက်အသီးရွက်တွေကိုစီးကြောနေကြတယ်ဂိုဘီတုတ်ကိုတေးသေးလေးတွေလှိဖြတ်ပြီးဝက်သားကိုတော့ရွှေအိုးရောင်တန်းပြီးမွားမွားလေးဖြစ်အောင်ကြောပါတယ်ပြီးတော့ဂိုဘီတုတ်ဝက်သားကြောင့်နဲ့အမိုးလေးကိုဒေအိုးကြီးတဲ့အမွှေးကြိုင်တွေခတ်ပြီးအားလုံးကြက်တဲ့အတူတူမှုကြောပါတယ်နောက်တစ်ဟင်းတစ်ခွက်ကတော့ပဇွန်အသီးရွက်မှုကြောပါဖျုံမွေးနဲ့ခွားမွေးတွေကိုအခုခွာပြီးအတုံးလေးတွေလှိဖြတ်ပါတယ်စာဘုံကပထမဆုံးဖျုံမွေးနဲ့ပြောင်းပိုးစီတွေကိုထေအိုးတဲ့ထည့်ပြီးတမအောင်မှုပါတယ်ရတာပူကောင်းမရုပ်ပွားတွေပါထည့်ပါတယ်နောက်ပြီးတော့ခွန်လွှာထားတဲ့ပဇွန်လေးနဲ့အတိုးလေးတွေလှိထားတဲ့ခွားသီးတွေကိုထည့်ပြီးကြက်တဲ့ထည့်မှုကြောပါတယ်အဲ့နောက်စာဘုံကနောက်ဟင်းတစ်ခွက်အတွက်ပြင်ဆင်နေချိန်မှာဒီဟင်းကိုဒေအိုးတွေကအခုထုတ်တယ်ဒီနေ့အတွက်စွပ်ပြုတ်ကတော့နှီးမို့နဲ့တစ်တော်စီစွပ်ပြုတ်ပါနှီးမို့ကိုဆက်နဲ့တေးသေးလေးတွေဖြစ်အောင်တုံးဖက်ပြီးတစ်တော်စီစီးသီးကြောက်တွေနဲ့အတူတည်ထားတာဖြစ်ပါတယ်ဒါကတရုတ်နိုင်ငံမှာလူတိများပြီးအာဟာရပြေးွားတဲ့စွပ်ပြုတ်တစ်မျိုးပါနောက်တစ်ဟင်းတစ်ခွက်ကတော့အစိမ်းရောင်ဟင်းသီးရွက်မှုကြောဖြစ်ပါတယ်အဲ့ထဲမှာပန်းကိုပြီးစိတ်မိုးရင်းစိတ်နဲ့ရှီတာကီမိုးလေးပါဝင်ပါတယ်ဒီအသီးရွက်တွေကအမြန်တန်းနဲ့မရှိမဖြစ်လို့အပ်တဲ့ဗီတာမင်ဓာတ်တွေကိုပေးစွန့်ပါတယ်ဒီလိုအရသာရှိတဲ့ဟင်းပွဲအားလုံးကိုပေါင်းထားတဲ့ထမင်းပြူပူလေးနဲ့တူတွဲဖက်ကျွေးနေတာအားလုံးအစင်လေးဖြစ်ပြီးဆိုရင်တော့မနက်7:00နာရီမှာအခမဲ့နေ့လေစာကျွေးနေတာကျောင်းသားတွေရဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုမျှတာစေဖို့အတွက်ဒီမနူးတွေကိုအာဟာရဆိုင်ရာကျွမ်းကျင်မှုတွေကနေ့စဉ်ပြောင်းလဲပြင်ဆင်ပေးနေတာဖြစ်ပါတယ်ဒီလိုဘုဒ္ဓနာထောင်မှုဖော်လို့ဖြစ်